န်နီအခုရေချိုးကောင်းလျှော်ပြီးတော့အပြင်သွားဖို့အတွက် get ready လုပ်ပါမယ်ဒီရက်ပိုင်းဒီမှာရာသီဥတုကအရန်ပူတော့ Bunny foundation နဲ့ makeup တွေမလိမ့်ချင်တော့ဘူးဆိုတော့ skin care လိမ့်မယ်မျက်ခုံးမွေးဖြီးမယ်နှာခမ်းနီဆိုမယ်ဒီလောက်ပါပဲရှင်Bunny ရဲ့ဒီနေ့ outfit ကတော့ပန်းရောင်လေးပါရှင် Bunny ဒီနေ့ makeup တော့တေချာမလိမ့်ထားပြီမယ် Sabin ကိုတော့တေချာလေး styling လုပ်ဖို့တွေ့ရပါတယ် Bunny စီမှာဒီ R&B က7-in-1 ဆိုတဲ့ set ကလေးပေါ့နော် Bunny ဒါလေးကိုသုံးပြီးတော့ Bunny Sabin ကို styling လုပ်ပြမယ်7-in-1 ဆိုတဲ့အတိုင်းအထဲမှာဒီလိုပစ္စည်း9မျိုးပါတယ်ပြီးတော့ဒီလိုအပူခံတဲ့အိတ်လေးရဲ့ကလစ်လေးရဲ့လည်းပါတယ်ပထမဆုံးကတော့ဒါ dryer ပေါ့နော်ပုံမှန် dryer တွေလိုပဲ Bunny အရင်ဆုံးခေါင်း6သွားအောင် dryer မှုတ်လိုက်ပါမယ်ရှင်ဒုတိယ step အနေနဲ့ကဒီ airbrush လေးနဲ့ရှုပ်နေတဲ့စပင်လေးတွေကိုရှင်းပေးပါမယ်ရှင်။သူကခေါင်းဖီးလို့ပုံစံမျိုးပဲဒါပေမဲ့လေလေးထွက်နေတာဆိုတော့စပင်ကိုပို့ပြီးတော့အချောက်မြန်စီရဲ့ခေါင်းဖီးလေးပါရှင်။သူ့မှာပါတဲ့ပစ္စည်း9မျိုးလုံးကိုပေါ့ဒီခေါင်းလေးတွေကိုဖြုတ်လိုက်တက်လိုက်လုပ်ပြီးတော့သုံးရုံပါပဲရှင်။နောက်တစ်ဆင့်အနေနဲ့က Bunny smoothing dryer လေးသုံးပါမယ်။ smoothing dryer ရဲ့အားသာချက်ကပေါ့ဒီ dryer မှုတ်လို့စပင်ဖွာတာစပင်ပွားနေရလေးကိုသူကပြန်ပြီးတော့တိတိတက်တက်လေးဖြစ်စီရဲ့ dryer လေးပါရှင်။ smoothing dryer လေးနဲ့ဆိုကိုထောင်ဒီထောင်ထွက်နေတဲ့ baby hair လေးတွေကအစဝဝလေးဖြစ်သွားစီပါရဲ့ရှင်။အခုဆို Bunny စပင်မှာ volume မရှိဘူးအဲ့အတွက် volumizing mousse လေးကိုသုံးပြီး Bunny volume လေးရအောင်ပြန်ပြီးတော့စပင်ရဲ့အမြင့်လေးကိုဖြန်းပြီးတော့ volume ပြန်လုပ်ပေးပါမယ်ရှင်။ဒီ volume လုပ်တဲ့ spray လေးရတယ်အဲ့ R&B မှာဝယ်လို့ရပါတယ်ရှင်ပြီးရင်ဒီစပင်မှာ volume လေးရကြရှည်ဖြစ်အောင် Bunny volumizing brush လေးကိုထပ်သုံးပြီးတော့ Bunny hair volume ရအောင်ထပ်လုပ်ပါမယ်ရှင်ဒီ R&B ရဲ့ 7-in-1 hair multi styler မှာဆိုရင်စပင်ပုံသွင်းလို့ရတဲ့ပစ္စည်းတွေ9မျိုးတောင်ပါတယ်အဲ့ဒီနေရာမှာ Bunny 9မျိုးလုံးတော့သုံးပြသွားတာမဟုတ်ဘူး styling လုပ်ရကြိုက်တဲ့ကောင်မလေးအတွက်ဒီပစ္စည်းလေးကအရန်ကိုအဆင်ပြေဆိုင်မှာသွားကြမလို့ပဲနဲ့အိမ်မှာအလွယ်တကူလုပ်လို့ရတယ်တကယ်လို့ကိုကဒီပစ္စည်းလေးတွေမသုံးတတ်ဘူးဆိုရင်ဆိုင်မှာကိုယ်တိုင်ကိုကြားသွားရောက်ပြီးတော့သုံးကြည့်လို့လည်းရတယ်ကဲအခုဆို Bunny စပင်က volume လေးနည်းနည်းရှိလာပြီပေါ့နော်ပြီးရင်တော့ Bunny စပင်လေးကိုကောက်ပါမယ်ရှင်စပင်ကောက်ဖို့အတွက် Bunny heat protector spray လေးကိုအရင်ဖြန်းပါမယ်ကိုယ့်ရဲ့စပင်ကိုအပူတွေနဲ့ဓာတ်ရိုက်မထိခင်မှာ heat protector သုံးမိသင့်ပါတယ်ဒီ heat protector လေးကလည်း R&B မှာဝယ်လို့ရပါတယ်ရှင်ဒါလေးကတော့ကောက်တဲ့ဆက်နှစ်ခုပေါ့။ तू ကအတွင်းကောက်နဲ့အပြင်ကောက်ဆိုပြီးမှနှစ်ခုရှိရယ်။မြားလေးတွေပြထားတဲ့အတိုင်းအတွင်းပြင်ရွေးချယ်ရတာပါရှင်။ပန်နီလိုမျိုးစပင်ကောက်တိုင်းလက်ကိုအပူလောင်နေကြကောင်မလေးတွေအတွက် तू ကအပူခံလက်အိတ်လေးပါအရန်ကိုအဆင်ပြေပြီးတော့ဒီလိုမျိုးကလစ်လေးလည်းပါတယ်။ဆက်ရှင်ခွဲပြီးတော့ကောက်ကြပါရှင်။ဒီကောက်ဆက်ကိုဒီပန်နီတော်တော်လေးသဘောကျတယ်။ तू ကစပင်ရဲ့အဖျားနားလေးမှာကောက်ဆက်ကိုထားလိုက်တာနဲ့ကောက်ဆက်လေးကအော်တိုစပင်ကိုဆွဲသွားပြီးတော့ကောက်ပေးရပါတော့။ဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲ။ပန်နီကပုံမှန်စပင်ကောက်တတ်တဲ့ထဲမှာမပါဘူး။ဒါပေမဲ့ဒီကောက်ဆက်ကပန်နီတို့အရန်ဆင်ပြေရယ်။ तू ကဆက်ကိုလိုက်လှည့်ပေးနေစရာမလိုဘူး။ဆက်ကနေမှအော်တိုစပင်ကိုဆွဲသွားပြီးကောက်ပေးရဆိုတော့လေ။ဒီစပင်ကောက်ဆက်ကလေပန်နီသုံးဖို့တည်းအခြားစပင်ကောက်ဆက်တွေနဲ့ဆိုင်ရင်အချိန်အများကြီးပေးစရာမလိုဘူး။ပြီးတော့ကိုကစပင်မကောက်တတ်တဲ့အဆင်ပြေရယ်ဆက်လျာအော်တိုကောက်ပေးသွားတယ်ပြီးတော့သူ့ရဲ့ကောက်သားပုံစံလေးကလည်းလှရယ်ပေါ့နော်ဆိုတော့ Bunny ကဒီစပင်ကောက်ဆက်ကတော့ Bunny ရဲ့ favorite ပါအကြိုက်ဆုံးပါပဲရှင်ကဲတစ်ဖက်ကောက်ပြီးကျန်တဲ့တစ်ဖက်ကိုကောက်လိုက်ပါအောင်မယ်ရှင် Bunny ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့မပြတော့ဘူးเนาะကဲဒါကတော့ Bunny တစ်ကောင်းလုံးကောက်ထားပြီးသားပုံစံလေးပါရှင် Bunny ကလေစပင်ဆိုအဲ့လိုအဖျားလေးပဲကောက်ရတာသဘောကျတယ်အဓိကတော့ကောင်မလေးရစပင်လေးလှနေမယ်ဆိုစိတ်ချမ်းသာနေကြမယ်လို့Bunnyတို့ကတော့ make up လိမ့်ထားတဲ့နောက်မှာစပင်လေးကလှနေBunnyကပိုပြီး confident ရှိရပေါ့နော်ဆိုတော့ဒီ R&B က multi hair styler လေးကBunnyတို့အများကြီးထောက်ကူပြုရယ်အားလုံးပဲ have a good hair day ပါရှင်Bunny အမှန်ချစ်ပြထားလေးတွေကBunny ဗီဒီယိုထဲမှာသုံးသွားတဲ့ပစ္စည်းလေးပါရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တတာ